ကလေးတွေကလူဖြစ်ဖို့အတွက်မွေးဖွားလာတာမဟုတ်ပဲသူတို့အမိမအိုမဲအောင်ကာကွယ်ပေးမဲ့အသုံးချက်ခံခန္ဓာကိုယ်တွေဖြစ်မွေးဖွားလာကြတာပါဇာကအဆက်မှာအမီလီယာလို့ခေါ်တဲ့အမျိုးသမီးတယောက်အမွာကလေးနှစ်ယောက်ကိုပြုစုဆောင်ရှောက်နေတာပြထားပါတယ်အမီလီယာကပေါ်တူဂီနေတဲ့သူ့ရဲ့အကြီးမားတဲ့အိမ်ကြီးထဲမှာတယောက်ထဲနေပါတယ်သူ့အိမ်ကလူနေရက်ွက်တွေနဲ့ဝေးကွာတဲ့တစ်တုံးနဲ့ကြီးထဲမှာရှိနေတာပါအမီလီယာကသူ့အမွာတွေကိုအယမ်းချစ်ပြီးဂီယူဆိုင်ပြုစုဆောင်ရှောက်ပါတယ်အမီလီယာကကလေးတယောက်ကိုတိတ်နေတဲ့အချိန်ကျန်တဲ့အမွာတယောက်ကအဲ့ထဲခန်းထဲမှာကြံခဲ့တယ်အဲ့ဒီအချိန်မှာလွှတ်ဖွာဆမ်းမြက်တဲ့အမျိုးသားနဲ့အမျိုးသမီးတယောက်အမီလီယာအိမ်ထဲကိုခိုးဝင်လာကြတယ်သူတို့ရဲ့တခုတည်းရည်ရွယ်ချက်ကအမီလီယာရဲ့အမွာကလေးတွေကိုပြန်ပဲဆွဲဖို့ပါပဲဒါပေမဲ့သူတို့တကယ်အမှန်ရည်ရွယ်ချက်ကိုမသိရသေးပါဘူးသူတို့လူခွဲလိုက်ကြတယ်အမျိုးသမီးကဧည့်သည်ကလေးတစ်ခုကိုယူမှဖြစ်ပြီးအမျိုးသားကတော့အမီလီယာတိတ်နေတဲ့ကလေးကိုယူမှာပါအမျိုးသမီးကကလေးတယောက်ကိုလွယ်လွယ်ကူကူပဲပြန်ပဲဆွဲနိုင်ခဲ့ပြီးအပြင်မှာအမျိုးသားကိုစောင့်နေလိုက်တယ်ဒါပေမဲ့အတော်ကြာစောင့်နေတဲ့အခါအဲ့ဒီအမျိုးသားပြန်မခတ်လာတော့ပါဘူးတကယ်တော့အဲ့ဒီလူကလေးကိုယူမလို့လို့တော့မှအမီလီယာကရိတ်မိသွားတာပါသူအဲ့ဒီလူနောက်ကိုလိုက်ပြီးအိမ်ထဲကမလွတ်လာခင်မှာပဲအမီလီယာရဲ့အမျက်လုံးတွေကရုပ်တရက်အဖြောင်ပြောင်းသွားတယ်ပြီးတော့အဲ့ဒီလူသူ့ကလေးကိုယူပြေးမနိုင်အောင်အမီလီယာကတခုခုလှုပ်လိုက်ပုံရပါတယ်ဒီအချိန်မှာအပြင်ကစောင့်နေတဲ့အမျိုးသမီးကကလေးတယောက်ကိုပွက်အချီနေတဲ့အမီလီယာသူ့ကားစီပြေးလာတာကိုမြင်ပြီးလန့်သွားတယ်ဒါကအမီလီယာသူ့အမွာတယောက်ကိုကေဒီနိုင်ခဲ့တယ်ဆိုတဲ့အသက်တွေပါဟိုလူကတော့သူ့တာဝန်မအောင်မြင်ခဲ့ဘူးပေါ့နော်ထိတ်လန့်သွားတဲ့အမျိုးသမီးလည်းဂျန်နစ်ကလေးတယောက်ကိုယူပြီးထွက်ပြေးသွားတော့တယ်နောက်ပိုင်းမှာသူပြန်ပဲဆွဲလာတဲ့ကလေးကို Woodland မိဘမဲကီဟာမှာစွန့်ပစ်ထဲပြီးကလေးကောင်းကောင်းကြီးပေးမအောင်စီစဉ်ပေးခဲ့တယ်နှစ်တေကုံဆုံးသွားခဲ့ပါတယ်ဇလန်က Edward ဆိုတဲ့လူစီပြောင်းသွားတယ်သူကတော့အမီလီယာရဲ့ပြန်ပေးဆွဲခံလိုက်ရပြီး Woodland ကီဟာမှာကြံရွတ်ထဲတဲ့အမွာစားကြီးပေါ့ Edward ကသူ့ဘဝတစ်လျှောက်လုံးအဲ့ဒီမှာလေကြီးပြင်းခဲ့ရတယ်အရွယ်ရောက်လာတော့ကိုချတော့ပေါ်ကိုရက်တီပြီးနေထိုင်ခဲ့တယ်မိဘမဲ့တယောက်အနေနဲ့ Edward ဟာသူ့အရင်ချမိဘတွေကဘသူတွေလဲဆိုတာအရင်သိချင်နေခဲ့တယ်ဒါကြောင့်သူကဂေဟာကိုဆက်သွယ်ပြီးသူ့မိဘတွေအကြောင်းတည်င်းအချက်လက်ရှိမလားလို့မေးခဲ့တယ်အချိန်အကြာကြီးစောင့်ပြီးတဲ့အခါနောက်ဆုံးတော့ဂေဟာကဖုံးဆက်လာတယ်ကန်ဆိုဘာနဲ့သူ့အရင်ချမိဘတွေအကြောင်းဘာတည်င်းမှမရှိပါဘူးလို့ပြောလာတယ်ဒီတည်င်းတော့မိသားစုနဲ့ပြန်ဆုံးဖို့မျှော်လင့်ထားတဲ့ Edward ခမညာအရန်ကိုစိတ်ထိခိုက်သွားရတယ် documentation from the Woodland Army speaking to Edward Ipus. Yeah. နောက်ပိုင်းမှာ Edward ကသူ့မွေးနေ့ကိုကောင်မလေး Riley နဲ့အတူကျင်းပခဲ့တယ် Riley ကသူ့ကိုအထူးလက်ဆောင်တစ်ခုပေးခဲ့တယ် Ancestry လို့ခေါ်တဲ့ DNA စစ်တဲ့ဆက်လေးပေးတာ What's this? Collect a microdroplet of your blood. Ancestry. ဒီဆက်ကိုအသုံးပြုဖို့အတွက် Edward ကတူးသွေးတစ်ဆက်ကိုပေးလိုက်ရုံပါပဲ F နဲ့ချိတ်ထားတဲ့ဒီဆက်လေးကသူနဲ့ DNA ဒူတဲ့တခြားလူတွေကိုအလိုလျောက်ရှာပေးမှာပါဒါက Edward ကမိသားစုကိုရှာတွဲနိုင်မဲ့တခြားနီးလန်းတစ်ခုဖြစ်လာတာပေါ့မျော်လင့်ချက်တို့နဲ့စိတ်လှရှားစွာ Edward ကစမ်းသပ်လိုက်ပြီး Ancestry စနစ်ကအတည်ပြုချက်ကိုစောင့်နေလိုက်တယ် Thank you. Ancestry is. Did you feel anything? အဲ့ဒီညမှာ Edward ကထူးဆန်းတဲ့အိမ်မက်ဆိုးတစ်ခုကြောင့်ရုတ်တရက်လန့်နိုးလာတယ်ဖုန်းကိုစစ်ကြည့်လိုက်တော့ထိတ်လန့်သွားတယ်လို့ဝမ်းလဲတာသွားတယ်သူ့ DNA က Manuel ဆိုတဲ့လူတစ်ယောက်နဲ့100ရာခိုင်နှုန်းကုန်ညီနေချောင်းကိုတွေ့လိုက်ရလို့ပါဒီရလတ်အရာ Manuel နဲ့ Edward ကတွေးတာတော်စပ်သူတွေဖြစ်နေတယ်တနည်းအားဖြင့်သူတို့ကညီအခိုးတွေပါ Edward ကချက်ချင်းနဲ့ Manuel ရဲ့ဖုန်းနံပါတ်ရှာပြီးဖုန်းဆက်လိုက်တယ်စကားပြောကြရင် Manuel ကရှင်းပြတယ်သူ့မှာငယ်ငယ်တုန်းကပြန်လက်ဆွဲခံလိုက်တဲ့အမွှအကိုတယောက်ရှိတယ်တဲ့အဲ့ဒီဖြစ်ရကြောင့်တားတယောက်ဆုံးရှုံးလိုက်ရတဲ့အမီဝေယာခင်ဗျာအသေးကွဲကြရရှာတယ်ဒါပေမဲ့အမီလီယာကပျောက်ဆုံးသွားတဲ့သား Edward ကိုရှာဖွေဖို့ဘယ်တော့မှလက်မလျှော့ပါဘူးနှစ်ပေါင်းများစွာလွမ်းဆုပ်ထဲတဲ့အချိန်မှာ Manuel နဲ့ Amelia တို့ Edward ကိုရှာတွေ့သွားပါပြီဒီလိုအဖို့တိုင်အချိန်ကိုစောင့်မျှော်နေခဲ့တဲ့ Edward အတရာမိသားစုနဲ့ပြန်ဆုံမှုအခွင့်အရေးရသွားပါပြီအချိန်မဖောင်းတော့ပဲပေါ်တူဂီမှာရှိတဲ့ Manuel ရဲ့အိမ်ကိုတွားဖို့စီစဉ်ပါတော့တယ်သူ့ကောင်မလေး Riley လည်းဒီခရီးစဉ်မှာလိုက်ပါဖို့ဆုံးဖြတ်လိုက်တယ်လေယာဉ်စီးပြီးတော့ Edward နဲ့ Riley တို့ကားနဲ့ခရီးဆက်ကြတယ် Do you know where you're going? Come on, this is like your national. လမ်းမှာကုံရောင်းနေတဲ့ဒေတာခန့်အမျိုးသမီးတစ်ယောက်စီလမ်းပေးဖို့ရက်လိုက်တယ်အစတုန်းကတော့အဲ့ဒီအမျိုးသမီးက Riley ကိုဖော်ဝီပေမဲ့ Manuel ရဲ့ပုံကိုဖျက်လိုက်တဲ့အခါမျက်နှာသာချက်ချင်းတင်းပါသွားတယ်ပြီးတော့ Ryan ဆိုင်ပဲထွက်သွားဖို့ပြောလို့ Riley ခင်ဗျကြောင်သွားရတယ် The Olá. house. Casa da Amélia. Vamos embora. Okay. Ida embora. ကံကောင်းလို့ Edward နဲ့ Riley တို့လမ်းမှန်ရှာတွေ့ပြီး Manuel ရဲ့အိမ်ကိုဘေးကင်းကင်းရောက်သွားကြတယ်အိမ်ရှိမှာစောင့်နေတဲ့ Manuel က
သူတို့ကိုနွမ်းနွမ်းထွေထွေကြိုးစိုးပါတယ်။ Edward ကပျောက်ဆုံးနေတဲ့အမွာညီကိုနဲ့ပြန်တွေ့ရလို့ဝမ်းသာနေတယ်လို့ Riley လည်းဒီမြင်းကွင်းကိုကြည့်ပြီးစိတ်လှုပ်ရှားနေတယ်။ Manuel ကအိမ်ထဲဖိတ်ပြီးအိမ်ကိုလိုက်ပြတယ်။မိသားစုအိမ်ကြီးကအရန်ကြီးပြီးစိမ့်ဆွမ်းတဲ့တစ်တော်တွေနဲ့ဝင်းဆောင်ထားကကျယ်ဝန်းတဲ့မြေခွက်လက်တွေကနေရာကိုပိုခန်းနာရှိတယ်။အိမ်တွင်းအပြင်စင်းလဲလှပတက်ရနေတယ်။ Get home, brother. I'm sure you will, because This is our great-great-grandmother. လေးလာကြည့်ရင် Edward နဲ့ Riley တို့အမီလီယာရဲ့ဓာတ်ပုံကိုသဘောကျသွားကြတယ်။ဓာတ်ပုံထဲမှာအမီလီယာကအညံကိုလှပနေတာကိုဒါပေမဲ့အမီလီယာကအနားယူနေလို့မတွေ့ရသေးပါဘူး Hello, Carlos and Castaneda. It's good to meet you. အဲ့ဒီနာ Edward အိပ်ပျော်နေတော့အိမ်မက်ဆိုကြောင့်ထက်ပြီးလန့်လို့လာပြန်တယ်။တန်းကောင်ရမှာ Manuel ကသူ့အခန်းထဲတိတ်တိတ်ဆက်ဝင်လာတာကိုတွေ့လိုက်ရတယ်။တကယ်တော့ Manuel က Edward ကိုအမီလီယာနဲ့ပေးတွေ့ချင်လို့ပါ။ Edward လည်းထားပြီးသူ့မိအိတ်ခန်းစီလိုက်သွားတယ်။အမီလီယာကိုအပြင်မှာတကယ်တွေ့လိုက်ရတဲ့အခါ Edward စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာတယ်။အထူးသဖြင့်ကျုပ်စိတ်ပေါ့။ဘာလို့လဲဆိုတော့သူ့မိကသူထင်ထားတယ်လို့မဟုတ်နေလို့ပါ။အမီလီယာရဲ့မျက်နှာက plastic surgery ကြောင့်တိတိတတ်တာပြောင်းလဲနေတယ်။ဒါပေမဲ့လည်းနှစ်ပေါင်းများစွာခွေးကွာပြီးနောက်အမီနဲ့ပြန်တွေ့ရလို့ Edward ခင်ဗျာဝမ်းသာမြေကြီးကြရတယ်။အမီလီယာကလည်း Edward ကိုတွေ့ရလို့ဝမ်းသာနေပြီးသူ့သားလေးချောမောပြီးကြီးပြင်းလာတဲ့ပေါ့ဂယူပြော့ကြောင်ပြောတယ်။ နောက်တနေ့မနက်မှာ Edward က Riley ကိုသတင်းကောင်းပြောပြတယ်။ Riley ကလည်းအမီလီယာနဲ့တွေ့ခွင့်ရတဲ့ပေါ်ဝမ်းသာပေးတယ်။နောက်ပိုင်းမှာ Riley က Manuel ရဲ့ပင်မွေးကပုံဆွဲနေတဲ့အချိန်ကုန်နေတော့အိမ်ထဲလမ်းရှောင်နေတဲ့အမီလီယာရောက်လာတယ်။သူတို့ Riley ဘဝဇက်တဲ့အကြောင်းကနေအမီလီယာရဲ့အိမ်သမိုင်းအကြောင်းအထိစကားစမြင်ပြောကြတယ် Perfect pair. The land of potatoes. I love It doesn't compare to this place. ။ဒါပေမဲ့အကြောင်းတစ်ခုခုကြောင့် Riley ကအမီလီယာအနားမှာနေရတာတတောင့်တတမရှိဘူးဖြစ်လာတာ။ဘာကြောင့်မှမသိဘူး။ဒီအမျိုးသမီးကသူ့ကိုနေရခတ်အောင်ကြောက်အောင်လုပ်နေတယ်လို့ပါပဲ။အချင်းဒီတဲမှာတော့ Riley ကစကားပြတ်နေသူ့အခန်းထဲပြောင်းသွားလိုက်တယ် magic into science. You have very ။ရေချိုးခန်းသုံးပြီးတဲ့အခါအမီလီယာနဲ့ Manuel တို့လီလီနဲ့နတ်စကားပြောနေတာကြားလိုက်ရတယ်။ဆဆူချင်းစိနဲ့ Riley ကခိုးနှောက်ထောင်လိုက်တယ်။ပေါ်တူဂီလိုပြောနေကြတော့ဘာသာပြန် app နဲ့နားထောင်ကြည့်လိုက်တော့ကြားလိုက်ရတာကသူ့ကိုရှုပ်ထွေးသွားစီတယ်။အမီလီယာကပြန်နှုတ်ပြချင်တဲ့အကြောင်းပြောနေတာပါ။ပိုထူးချမ်းတာကတော့ Manuel ကအရွယ်ရောက်နေပြီဖြစ်ပေမဲ့အမီလီယာနဲ့အထူအိတ်နေတော့မဲဆိုတာသိလိုက်ရတယ်။ရုတ်တရက်အမီလီယာက Riley ခိုးနှောက်ထောင်နေမှန်းပြောလိုက်တော့ Riley လန့်ဖြတ်ပြီးအဲ့ဒီနေရာကနေထွက်ပြေးသွားတယ်။သူ Edward စီအမြန်သွားပြီးအကုန်ပြန်ပြောပြတယ်။အရွယ်ရောက်နေပြီသားယောက်ျားတစ်ယောက်ကအမိနဲ့အတူအိတ်တာဆိုတာပုံမှန်မဟုတ်ဘူး။အထူးသဖြင့်အခန်းလွတ်လပ်တွေအများကြီးရှိတဲ့ဒီလောက်အိမ်ကြီးထဲမှာလီဒါပေမဲ့အကြောင်းတစ်ခုခုကြောင့် Manuel ကအမီလီယာဘေးမှာအိတ်ဖို့ရွေးချင်ထားတယ်။နောက်တနေ့မှာ Riley ကတငယ်ချင်းစီဖုံးဆက်ဖို့ကြိုးစားပြီးမြဲအိမ်ထဲမှာလိုင်းမမိလို့ခေါ်မလို့ရဖြစ်နေတယ်။အခန်းတစ်ခုကိုလေ့လာကြည့်တော့ဓာတ်ပုံဟောင်းတွေပါတယ်တဲ့တာကြီးကြလုံးတွေ့လိုက်တယ်။ဓာတ်ပုံတွေကရှေးချပုံရပေမဲ့ Edward နဲ့ဘိုးဘဲဘီဘင်းတွေထိမဲ့ထင်းရတယ်။ဒါပေမဲ့တီချာကြည့်လေဘိုးဘဲဘီဘီရဲ့ငက်နာကြီးက Manuel နဲ့ Amelia တို့ငယ်ငယ်တုန်းကပုံလေးနဲ့တူးလိပဲ။ယောက်ျားဘိုးဘဲဘီဘင်းဆိုရင် Edward တို့ Manuel နဲ့အထက်တီတူးနေတယ်။ Riley စမကိရာသီကို Manuel ရုတ်တရက်ပေါ်လာလို့လန့်သွားတယ်။သူတဲ့တာကိုအမြန်ပိတ်ပြီးခွေးမပြုတ်ပဲဂုံကြီးမိလို့တောင်းပန်လိုက်ရတယ်။အဲ့ဒီည Riley အိပ်ပျော်နေတော့ကလေးငိုစမ်းတဲ့ကြားလို့နိုးလာတယ်။အသေးပဲမရှိဘူး။ဒီအိမ်မှာလူကြီးတွေပဲရှိတာ။ကလေးမှမရှိဘူး။အတန်ကြားရလိုက်သွားတော့နောက်ဆုံးအမီလီယာနဲ့တွေ့တယ်။ဒါပေမဲ့ထိုက်လန့်သွားစရာကောင်းတာကအမီလီယာရဲ့ခန္ဓာကိုယ်ကပြန်နှုတ်ပြနေတာပါ။ရုတ်တရက်အမီလီယာက Riley လက်ကိုအတင်းဆွဲလိုက်တယ်။ဒါပေမဲ့ Riley တတိထားမိလိုက်တာကဒါအိတ်မတ်ဆိုမှတ်နေတာပါ။တန်းကောင်ရနိုးလာတော့အမီလီယာကိုထပ်တွေ့ရပြန်တယ်။ဒီတခါမျက်လုံးလေးအဖြူရောင်တောက်နေပြီး Riley ခီးဆောင်အိတ်ကိုမှု့နှောင်နေ။ဖြည်းဖြည်းချင်းအမီလီယာကသူ့စီတွားလာလို့ Riley ကြောက်လန့်တကြားထပ်နှုတ်လာပြန်တယ်။နောက်ထပ်အိတ်မဆိုးတစ်ခုပါပဲ။အဆက်ကတော့အိတ်မက်တွေလိုပဲထိန်ခဲ့ပြီးမှသူ့အိတ်ကိုကြည့်လိုက်တော့ပွေ့နေပြီးအဝတ်တွေကတက်တက်ရရခောက်လျက်သား။အိတ်ခင်တော့ကအိတ်ပိတ်ပြီးရှုပ်ပွားနေကြတာသူတေချာမှတ်မိတယ်။ဒါကတခုတည်းတော့အတိတ်ပဲကိုပြနေတယ်။ညတုန်းကအမီလီယာသူ့အခန်းထဲဝင်လာခဲ့တာပါ။နောက်တစ်နေ့မနက်မှာ Riley ကအိမ်နားကတော်တဲ့လမ်းလျှောက်ထွက်သွားတယ်
ကန်ကောင်းလို့လိုင်းမိတဲ့နေရာတွေ့ပြီးတငယ်ချင်းစီဖုံးဆက်ခါ Edward မိသားစုရဲ့ထူးဆန်းတဲ့အဖြစ်တွေပြောပြလိုက်တယ် People sound like freaks. Yeah. Like she had come in the night and folded. ဒီအချိန်မှာ Edward က Riley ကိုမတွေ့လို့အိမ်ထဲလိုက်ရှာနေတယ်သူလိုက်ကြည့်ရင်အခန်းငယ်လေးတစ်ခုစီသွားတဲ့တကားဟောင်းတစ်ချက်ကိုစိတ်ဝင်စားသွားတယ်အထက်ကကလင်းကိုတန်းတဲတဲကြားရတယ်တတိမွေးပြီးဝင်ကြည့်လိုက်တော့ကလေးကိုမတွေ့ရပဲအခန်းထဲမှာနားကျင်းစွာလူးလိမ့်နေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတယ်မြင်ကွင်းကြောင့်အက်ဒဝါကလန့်ဖျက်ပြီးတတိလိမ့်သွားတယ်။ကန်ကောင်းလို့မင်နျူဝဲကရောက်လာပြီးကူညီပေးကတရားထိုင်မဲ့အခန်းစီခေါ်သွားတယ်။အဲ့ဒီမှာမင်နျူဝဲကစိတ်ငြိမ်အောင်လက်ဖက်ရည်တိုက်ပြီးမျက်စိမှိတ်ကားကိုပြောတယ်။အက်ဒဝါမျက်စိမှိတ်လိုက်တော့မင်နျူဝဲကတဲလီပတီနဲ့သူ့ကလေးဘွားမှတ်ညံအပိုင်းစားတွေကိုပြတယ်။ဖြည်းဖြည်းချင်းကြောက်စရာကောင်းတဲ့ပုံရိပ်တွေပေါ်လာတယ်။အမီလီယာရဲ့ဖြူဖတ်ဖြူရမျက်နှာအလောင်းတွေထဲမှာမျက်လုံးဖြူတွေတောင့်နေတဲ့ပုံစံတွေပေါ့။အက်ဒဝါမျက်လုံးပြန်ဖွင့်တော့မင်နျူဝဲကရိုင်းလီအထိပြောင်းသွားတာတွေ့ရရလို့အံ့ဩသွားတယ်။မင်နျူဝဲကတခုခုနဲ့လွတ်အိစားလိုက်တယ်လို့ပါတယ်။ရိုင်းလီရဲ့ပုံစံနဲ့မင်နျူဝဲကစိတ်အေးထားကိုပြောပြီးဒါတွေကအမီလီယာရဲ့သားသမီးတွေပိုင်တဲ့အထူးစွမ်းရည်တွေလို့ရှင်းပြတယ်။အတဝက်ခမကြောင်းတောင်နဲ့ကြောက်လန့်ပြီးမင်နျူဝဲပြောတာတွေကိုကောင်းကောင်းနားမလည်နိုင်မှုဖြစ်နေတယ်။ Fuck that. Fucking stop. အခန်းထဲမှာရိုင်းလီကအမီလီယာရဲ့အိမ်ကောင်ကိုအွန်လိုင်းမှာရှာဖွေနေတယ်။တွေးလိုက်ရတဲ့အချက်လက်ကသူ့ကိုထိတ်လန့်သွားစေတယ်။ဒီအိမ်ကိုပေါ်တူဂီစုံမတဲ့အောင်ပိုင်ဆိုင်ခဲ့ပြီးတွေးရင်ချင်းဆက်ရချင်းသို့မဟုတ်သားသမီးတွေကိုစားတောင့်ခြင်းအပြင်ပြန်လဲနူပြိုးနိုင်တဲ့စွမ်းအားရှိတယ်လို့ဆိုထားတယ်။မကြခင် Edward ဝင်လာတယ်။ရိုင်းလီကအမြန်ဆုံးဒီအိမ်ကထွက်သွားကြဖို့တိုက်တွန်းတယ်။သူ့မိသားစုကထူးဆန်းတယ်လို့ပြောပြီးဒီမှာနေရတာအဆင်မပြေဘူးလို့ပြောတယ်။ဒါပေမဲ့Edward ရဲ့တုံ့ပြန်ပုံကမထင်မှတ်လောက်အောင်ချမ်းတမ်းနေတယ်။သူကထွက်မသွားနိုင်ဘူးလို့အေးဆက်ဆက်နဲ့ရန်လိုတဲ့လေသွားနဲ့ပြောတယ်။သူ့မိသားစုကသူ့စိတ်ကိုလွှမ်းမိုးထားပြီးသူတို့အပေါ်ဆွဲလန်းသစ္စာရှိအောင်လှုပ်ထားပုံရလဲ။စိတ်ထိခိုက်ပြီးကြောက်လန့်သွားတဲ့ Riley က Edward မလိုက်လဲသူတယောက်ထဲထွက်သွားမယ်လို့ပြက်ပြက်တတ်ထားပြောလိုက်တယ် I don't feel comfortable here. If we leave now. Fuck you, Riley. ။နောက်တစ်နေ့မှာ Manuel က Edward ကိုသူနဲ့ Amelia တို့နဲ့အတူကခွန်မှုဖိတ်ခေါ်တယ် သူတို့၃ယောက်ပျော်ရွှင်စွာကခုန်နေကြတယ်တခြားတစ်နေရာမှာ Riley ကတော်တဲ့လမ်းလျှောက်နေတငယ်ချင်းနဲ့ဖုန်းပြောနေလိုက်တာလမ်းမကြီးပေါ်ရောက်သွားတယ်အဲ့ဒီမှာအရင်တုန်းကသူ့ကိုမောက်ထုတ်ခဲ့တဲ့ Vera ချက်တဲ့အမျိုးသမီးနဲ့ပြန်တွေ့တယ်အဖေလိုချင်တဲ့ Riley က Vera စီသွားပြီးဘာလို့အဲ့ဒီလိုလုပ်ခဲ့တာလဲလို့မေးတယ်ဒီတစ်ခါ Vera ကမရှောင်ပဲအိမ်ထဲဖိခေါ်တယ်အိမ်ထဲမှာ Vera ကသူ့သမီး Fila နဲ့ Fila ကောင်လေးအာတာတို့ပုံကိုပြတယ် Vera ကသူ့သမီးဖြိုးပြခဲ့တဲ့ကြောက်စရာဇလန်းကိုဖြိုးပြတယ် Fila ဖြိုးပြချက်အရအာတာရဲ့အမိ Amelia ဟာနှစ်ပေါင်းယာကြီးအသက်ရှင်နေတဲ့ပေါ်တူဂီစုံမတယောက်ပါမောပညာကိုသုံးပြီးထာဝရအသက်ရှင်နိုင်တယ်လို့ခန္ဓာကိုယ်အိုမင်လာတိုင်းကြံ့လို့ပြအောင်လုပ်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့ပြန်လို့ပြဖို့အတွက် Amelia ကစိတ်ဆုပ်ပွဲကောင်းတဲ့လုပ်ရတခုလုပ်ရပါတယ်သူ့သားအရင်နဲ့ဆက်ရရတာပါကလီမွေးပြီးတာနဲ့သူ့ခန္ဓာကိုယ်ကအလိုလျောက်ပြန်လို့ပြလာပါလိမ့်မယ်အမီလီယာကတားမွေးရင်သူ့အဖော်ဖြစ်ထားပါတယ်ဒါပေမဲ့သမီးမွေးရင်တော့အသက်ဆွမ်းရည်ရဖို့ကလီကိုစားဖြစ်ပါတယ်ပိုဆိုးလာကအမွာသားယောက်ျားလေးမွေးရင်အဖေအစုံပြန်လို့ပြဖို့နှစ်ယောက်လုံးနဲ့ဆက်ရရပါတယ်ဒါကြောင့်အမီလီယာလာအခုဒီငယ်ရွယ်တဲ့ပုံစံပြန်ပြီးဖြစ်သေးတာမှာမန်နျူယာနဲ့လည်းနေရသေးတယ်အစီရင်ပြီးမြောက်ဖို့ address ကိုလည်းလိုနေတာပါနောက်ကျထိတ်လန့်စာအမှန်တရားတစ်ခုပေါ်လာတယ်။အာသာဟာတကယ်တမ်း address တို့ manual တွေရဲ့အခက်အရင်ချစ်ပါတယ်။အမီလီယာကအာသာနဲ့ဘာလို့หนีခဲ့တာလဲဆိုတာအထိပ္ပယ်ရှိသွားတယ်။အာသာကသူ့သားအရင်ချစ်ပြီးအဲ့ဒီကနေအတိတ်တုန်းကသူ့ပြန်နှုတ်ပြအောင်လုပ်ခဲ့တာပါ။အာသာကတော့သူလုပ်ခဲ့ရတဲ့ကိစ္စတွေကိုယွန်းရှာနေခဲ့တယ်။ဒါဟာကိုရင်းမတာမပြီးတဘာဝလွန်လွတ်ပြက်ကြီးမန်းဆိုတည်တယ်။သူ့ရင်ထဲမှာအမီလီယာရဲ့လက်ကနေလွတ်မြောက်ချင်နေခဲ့တာ။နောက်ဆုံးအာသာကဖီလာနဲ့တွေ့ပြီးချစ်ကြွဝင်ခဲ့တယ်အမီလီယာရက်ဆက်ရုံမက်နဲ့တိလာတော့အာတာကဒါကိုအဆုံးသတ်ဖို့အစီအစဉ်ခဲ့ပါတယ်။သူ့သားသမီးတွေကိုကြောက်မက်ဖွယ်ကန်ချမဆိုးကတည်းကဲတင်နေတာပါ။ဖီလာရဲ့အကူအညီနဲ့သူတို့ကအမီလီယာရဲ့မွေးကင်းစားအမွှာတွေဖြစ်တဲ့ Edward နဲ့ Manuel ကိုပြန်ပေးဆွဲကိုဆုံးဖြတ်ထိကြတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကပြန်ပေးဆွဲသမားတွေကအာတာနဲ့ဖီလာတို့ဖြစ်နေတာပါ။အာတာကအရာအလုံးကိုစွန့်လက်ထဲတာပါ။အမီလီယာကိုဒီလိုနီးနဲ့ session တန်စီချင်လို့ပါ။သူ့သားတွေအမီလီယာရဲ့သားတွေလည်းဖြစ်တဲ့သားတွေကိုဒုက္ခမရောက်ချင်လို့လေ။
ဒါပေမဲ့ကန်ဂျမာကရက်ဆက်ပါတယ်ပြန်ပေးဆွဲတဲ့ညမှာဖီလာက Edward ကိုဂေဟာစီပို့နိုင်ခဲ့ပေမဲ့အာတာကတော့ Manuel ကိုမကယ်နိုင်ပဲအမီလီယာလက်ထက်အဖမ်းခံလိုက်ရတယ်ဖီလာကအာတာကိုမထားချင်လို့အမီလီယာအိမ်ကိုပြန်ကယ်ဖို့လုပ်ခဲ့တယ်ဒါပေမဲ့သူဘယ်တော့မှပြန်မလာခဲ့တော့ဘူးအမီလီယာတပ်ဖြစ်လိုက်ပုံရပါတယ်အမှန်တရားကိုတီးလိုက်ရတဲ့ Riley ခင်ဗျာတုံးလို့သွားပါတယ်ဒါပေမဲ့အမှန်တိုင်းပြုတ်ပြတဲ့ Vera ကိုကျေးဇူးတင်မိပါတယ်တန်တရားကိုရှင်းသွားတော့ Riley ကအမီလီယာရဲ့အိမ်ကထွက်သွားဖို့ပိုတန်ဒေတာချော့လိုက်ပါတယ်တစ်စက်တန်မှာအချိန်မဆွဲပဲ Edward စီပြန်ပြေးသွားပြီးအချိန်မနှောင်းခင်ထွက်ပြေးဖို့ပြောရမယ်ပြန်ရောက်တော့ Edward Manuel နဲ့ Amelia တို့ပျော်ပျော်ပါပါကအညီကြတာတွေ့လိုက်ရတယ် Riley က Edward ကိုသူ့မိသားစုနောက်ကျောင်းမှန်ရှင်းပြဖို့ Vera အိမ်လိုက်ခဲ့ဖို့လို့ပြောတယ်သူပြေးခင် Amelia ကငိုပြက်ပြီး Riley က Edward ကိုခေါ်ထုတ်သွားမယ်လို့ပြောတယ် Riley ပြောမဲ့စကားကအရေးကြီးတယ်လို့ထင်တော့ Edward ကလိုက်သွားဖို့ရွေးချယ်လိုက်တယ် I need to talk to you. Come on, I can show you some Portuguese. You're making me cry. This is it. We're here. ဒါပေမဲ့ဗီဒါအိမ်ရောက်တော့ဗီဒါမရှိတော့ဘူးရိုင်လီကအိမ်ထဲတင်းဝင်ပြီးအာတာနဲ့ဖီလာတပ်ပုံကိုယူကအက်ဒရက်ကိုပြလိုက်တယ်ပုံထဲကလူကအက်ဒရက်ရဲ့အဖေအရင်ဖြစ်တယ်လို့အမီလီယာရဲ့သားထက်ကြောင်ရှင်းပြတယ်ရိုင်လီကအန်ဒီယာတွေထဲမရောက်ခင်ထပ်သွားဖို့တောင်းပန်တယ်အကုန်ကြိုးပြပေမဲ့အက်ဒရက်ကမယုံဘူးစိတ်နာပြီးစိတ်ပြတ်သွားတဲ့ရိုင်လီကအက်ဒရက်ရဲ့ခွင့်ရလဲကုံတော့မှာမို့သူ့ဘာသာပြန်တော့မယ်လို့ပြောလိုက်တယ်အိတ်တွေတိမ်ပြီးနောက်ရိုင်လီကကားပေါ်တင်ပြီးစောင့်နေတယ်အက်ဒရက်ကအမီလီယာနဲ့မန်နျူရယ်ကိုနှုတ်ဆက်နေတာပေါ့ Go explore. What's wrong with her? မတော်ခင်အမီလီယာကအက်ဒရက်ကိုလက်ဖက်ရည်တစ်ခွက်တိုက်လိုက်တယ်တောက်ပြီးတော့မူးဝေလာတော့အခန်းထဲပြန်လာရမကြခင် Riley အခန်းထဲဝင်လာပြီး Edward ကိုမြူဆွဲတကယ်တော့အဲ့ဒါ Riley မဟုတ်ပါဘူးအမီလီယာက Riley ရဲ့ပုံစံဖန်တီးထားတာထပြီး Edward ကဆေးမိပြီးဟာယောင်မြင်နေတာပါတကယ်တမ်း Riley ကကားပေါ်မှာစောင့်နေတော့ Ancestry စနစ်ကနေ Edward ရဲ့ DNA မှာသွေးရင်းချင်းဆက်ရက်မှုလက္ခဏာတွေတွေ့ရကြောင်း message ဝင်လာတယ်အမီလီယာကအာတာကိုလုတ်ခဲ့တယ်လို့ Edward ကိုလည်းလုတ်ခိုင်းမှစိုးရင်ပြီး Riley ကထပ်သွားမလို့ဂိုဒေါင်တကားဖွင့်လိုက်တော့အတွင်းထဲမှာ Vera ရဲ့အလောင်းကိုတွေ့လိုက်ရတယ်အဝေးကနေ Manuel လာနေတာမြင်တော့ Vera ကိုတတ်တာထူပဲလို့ထင်လိုက်တယ် Riley ပုံနေပြီးဂေါ်ပြားတစ်ချောင်းယူက Manuel ကတ်လာတဲ့အချိန်ရိုက်ချပြီးထွက်ပြေးတယ်Edward ကိုလိုက်ရှာနေရင် Lloyd အခန်းတစ်ခုတွေ့သွားတယ်။အထဲမှာအားနေနေတဲ့အဘိုးကိုတယောက်အာတာကိုထောင်းချလာတာတွေ့လိုက်ရတယ်။ချက်ချင်းမကယ်နိုင်သေးလို့ Edward ကိုဆက်ရှာတဲ့အခါအမီလီယာက Edward နဲ့အစီရင်လုံနေတာကိုတွေ့သွားတယ်။ထိတ်လန့်စွာနဲ့ပဲအမီလီယာထွက်သွားတဲ့အထိစောင့်ပြီးကြောင်နေရဲ့ Edward ကိုဆွဲခေါ်လာခဲ့တယ်။မပြေးခင် Manuel နဲ့ထက်တော့ပြီး Riley ကအလက်ငိုင်းညာအချက်လူ Manuel ဒုတိယထက်ကပြုတ်ကျပြီးဒဏ်ရာပြင်းထန်တဲ့ညသွားတယ်ဒါကိုမြင်တော့ Amelia ဒေါတာပြပြီး Riley ကိုဓာတ်နဲ့လိုက်ထိုးတယ်Riley ကအစွမ်းကုန်ပြန်ခုခံတယ်မျောလင်းချက်မရှိတဲ့ကြီးမှာအာတာရောက်လာပြီးကေတင်ပေးတယ် Riley နဲ့ Edward လွတ်မြောက်ထို့တော့အာတာကကိုစတေးခံလိုက်ရတယ်မော်ဟိုင်နေပေမဲ့အသက်ရှင်လျက်နဲ့ Riley က Edward ကိုအချင်းစာတန်အင်ကြီးကနေခေါ်ထုတ်သွားနိုင်ခဲ့တယ်ကြောက်မတ်ဆရာအမှန်တရားကိုသိသွားပြီးနောက်သူတို့ဘတော်မှပြန်မလာတော့ဘူးဆိုတာသိလိုက်ကြတယ်နောက်ဆုံးကန်မှာတော့ Amelia ပြန်လဲနူပြိုသွားတာကိုပြထားပါတယ် Edward နဲ့ Manuel တို့နဲ့အစီရင်အောင်မြင်သွားလို့သူမမှာတားယောက်ျားလေးတယောက်မွေးဖွားလာပြီးချက်ချင်းပဲလှပတဲ့အမျိုးသမီးပြုတ်လေးထိပြောင်းလဲသွားတယ်အခုတော့ Amelia နဲ့ Manuel တို့မွေးကန်းစားကလေးနဲ့အတူနေထိုင်ရင် Amelia ရဲ့ထားပါနူပြိုမှုအတွက်ဒီဆိုးရွားတဲ့အစင်းရင်ကိုဆက်လက်ထိန်းသိမ်းသွားပါတော့တယ်ဒီလိုနဲ့ပဲဇလန်ပြီးဆုံးသွားပါ